ကျွန်တော်တို့ဒီနေ့မှာတော့ SolidWorks မှာဒီ component ရေးဆွဲနည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးကျွန်တော်တို့ top plane မှာ sketch ဝင်ရမယ်။ပြီးရင်တော့ diameter 45 mm ရှိရဲ့ circuit တစ်လုံးကိုရေးဆွဲလိုက်မယ်။45ထားပြီး mm ထားပေးမယ်။ပြီးရင်တော့ကျွန်တော်တို့အတွင်း hole ပေါ့ဗျာအတွင်း hole ကိုတော့ကျွန်တော် offset တောင်ကို4ထားပေးလိုက်မယ်။ bus ပေးလိုက်မယ်အတွင်းကိုပြီးရင်တော့ကျွန်တော် okay ပေးလိုက်မှာဖြစ်ပါတယ်ကျွန်တော်တို့ feature ကိုသွားမယ် for issue နဲ့ကျွန်တော်အထူတင်မှာဖြစ်ပါတယ်ထူတန်ကိုတော့ကျွန်တော်တို့20 mm ထားပေးလိုက်မယ်okay ပြလိုက်ပါပြီးဆိုရင်တော့ O ရဲ့ကျွန်တော်တို့ phrase တစ်ခုမှာကျွန်တော် sketch ဝင်နိုင်မယ် flat face ပေါ့နော်နောက်ပြီးတစ်ခုမှာ sketch ဝင်နိုင်မယ်ပြီးဆိုရင်ဟတ်စာပုံတစ်ခုဆွဲမယ်ဟတ်စာပုံဗာလီကေဟတ်စာပုံတစ်ခုဆွဲလိုက်မှာပေါ့ဟတ်စာပုံရဲ့တန်ဖိုးတော့55 mm ထားပေးလိုက်မယ်ဟတ်စာပုံရဲ့အစွန် point နဲ့ center point ကိုကျွန်တော် vertical relation ပေးလိုက်မယ် fully define ဖြစ်သွားအောင်ကျွန်တော်လုပ်ပေးခြင်းဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ထူတင်လိုက်မယ် extrude base ကိုတော့မယ်ပြီးရင် line နဲ့လည်းကျွန်တော်ထူရဲ့အထူတော့ကျွန်တော်10 mm ထားပေးလိုက်မယ်ပြီးရင် okay ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီ nut ရဲ့အနားတက်လုံးပြပုံစံကျွန်တော်ပြုလုပ်မှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ circuit တစ်လုံးဆွဲလိုက်မယ် circuit diameter ကိုတော့ကျွန်တော်ဆက်လက်ထားပေးတဲ့အတိုင်းပဲ55 mm ထားပေးလိုက်မှာဖြစ်ပါတယ်55 mm ထားပေးတယ်နော်ဒီဆိုရင်တော့ကျွန်တော်တို့ feature ကိုသွားမယ် extrude cut နဲ့ flip side to cut ကိုကျွန်တော်ရွေးပြီးအပြင်ဘက်ကိုကျွန်တော်ဖောက်လုပ်မှာဖြစ်ပါတယ် flip side to cut ဖြစ်ပါတယ်။အကြည့်ပေးလိုက်ပါပြီးရင် triangle မှာတော့ကျွန်တော်60 degree ထားပေးလိုက်မယ်။ပြီးရင် okay ပေးလိုက်ပါ။ကျွန်တော်လိုချင်တဲ့အနားတက်လေးရရှိသွားပြီဖြစ်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့ right plane မှာကျွန်တော်တို့ sketch ထပ်ဝင်လာတယ်။ပြီးရင်ဆိုရင် center line တစ်ကြောင်းဆွဲလိုက်မယ်။ center line ရှောင်းဆွဲလိုက်ပါ vertical center line တစ်ကြောင်းပေါ့ vertical ကြောင်းကျွန်တော်တို့ center line တစ်ကြောင်းဆွဲလိုက်မယ်ပြီးဆိုတော့ကျွန်တော်တို့ဒီ object ရဲ့အစွန် edge လေးကိုကျွန်တော် convert nd ယူပေးမှာဖြစ်ပါတယ် convert nd ယူပေးလိုက်မယ် object အစွန် line တစ်ခုကို convert nd ယူပေးရဖြစ်ပါတယ် reference ယူရတဲ့သဘောပေါ့နော်အဲကျွန်တော်တို့လိုချင်တဲ့ sketch ကိုစတင်ဆွဲမယ်ဆောင်းလိုက်မယ်ဆောင်းပြီးသွားရင်တက်ကလေးပြန်ထွက်မယ်ပြန်ဆောင်းပေးလိုက်မယ်ချစ်လေးပုံစံမျိုးပေါ့နော်ရပြီဆိုရင်တော့ကျွန်တော်နားတက်ပေးလိုက်မယ်နားတက် point နဲ့ center line တွေကို coincident relation ထားပေးလိုက်မယ်ပြီးတော့ကျွန်တော်တို့ dimension သတ်မှတ်ပေးမှာဖြစ်ပါတယ် dimension သတ်မှတ်ပြီးမှ discuss ကိုကျွန်တော် dimension သတ်မှတ်ပေးမှာဖြစ်ပါတယ် dimension ကိုကျွန်တော် center line နဲ့ sun point နဲ့ကို50 mm ထားပေးလိုက်မှာဖြစ်ပါတယ်50 mm ထားပေးလိုက်မယ်ပြီးဆိုတော့ကျွန်တော်အစွန် point နဲ့အပေါ်ကအစွန် point တွေကိုကျွန်တော်တို့တန်းနဲ့ဖြစ်အောင် vertical relation နဲ့ချိတ်ဆက်ပေးမှာဖြစ်ပါတယ်နောက်တဲ့ dimension တစ်ခုအနေနဲ့ကျွန်တော်တို့အတွင်း point ကိုတော့
ဒီကျွန်တော်တို့ all out ဆွန်နဲ့ကျွန်တော်တို့ဒီ tip လေးရဲ့ဆွန်နဲ့ကို distance 20 mm ထားပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့အဆွန် point နဲ့ center line တွေကိုတော့30 mm လောက်ထားပေးလိုက်မှာဖြစ်ပါတယ်။13 mm ထားပေးမယ်ပြင်တူတယ်ခုနအပြင်ကအစွန် point တွေကိုချိတ်ဆက်လို့ပဲvertical relation နဲ့ချိတ်ဆက်ပေးလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့အတူညီတဲ့အတိုင်းကူညီတဲ့အတိုင်းအကွာအဝေးတစ်ခုရရှိတောင်းဖြစ်ပါတယ်စံလိုင်းနဲ့ကျွန်တော်အစွန် point တွေကိုထောက်ပေးလိုက်မယ်ပြီးရင်ပေါ်ဆုံးကကျွန်တော်အတက်လေးကိုတက်ကိုတော့dimension တတ်မှတ်ပြအောင်ဖြစ်ပါတယ် dimension ကိုကျွန်တော်15 mm လောက်ထားပေးလိုက်ပါမယ်15 mm ထားပေးလိုက်မှာဖြစ်ပါတယ်50 mm okay ရှားတော့ဖြစ်ပါတယ် probable base ကိုတော့မယ် center line ကို click လိုက်မယ်ဆိုရင်ကျွန်တော်တို့ auto evolve လုပ်ပြီးတောင်းဖြစ်ပါတယ် robin exit ပေါ့လေ robin exit ကိုရွေးပေးလိုက်တာဖြစ်ပါတယ်ပြင်တော့ကျွန်တော် okay ပေးလိုက်မယ်ဘယ်လိုပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီအစွန်လေးကိုကျွန်တော် 0.5 လောက် round ပေးလိုက်မယ်ဥဝင်နဲ့လမ်းကြောင်းထားပေးတာဖြစ်ပါတယ်အောက်ကအစွန်နဲ့ဒီလိုပဲကျွန်တော်တို့ 0.5 လောက် round ပေးမှာဖြစ်ပါတယ်ပြီးတော့ okay ပေးလိုက်ပါနောက်ကျွန်တော်တို့ဒီ nozzle ရဲ့ကျွန်တော်တို့အတွင်း hole ကိုကျွန်တော်ဖောက်ပေးမှာဖြစ်ပါတယ်အတွင်း hole ရဲ့ diameter ကိုတော့20 mm ထားပေးလိုက်မှာဖြစ်ပါတယ်issue ကနေသူ all ကိုရေးလိုက်ပါokay ပြလိုက်ပါနောက်ဆုံးဆင်းနေကျွန်တော်တို့ဒီ nozzle press nozzle ရဲ့တရကိုရေးဆွဲမှာဖြစ်ပါတယ်ဒါကိုရေးဆွဲမှာဖြစ်ပါတယ်ကျွန်တော်တို့မယ် hole ရဲ့ location ကိုso at လေးကိုရေးပြလိုက်မယ် x ကိုရေးပြလိုက်မယ်ပြီးရင် up to selection မှာတော့အောက်က face ကိုကျွန်တော်ရေးပြလိုက်မှာဖြစ်ပါတယ်face ကိုပေးလိုက်ပါ up to selection မှာ face ကိုပေးလိုက်ပါ flat face ပေါ့နော်ပြီးရင်တော့ thread တန်ဖိုးကိုတော့ m45 into 1.5ရရှိရဲ့ thread ကိုရွေးပြလိုက်ပါ thread method မှာတော့ h2 thread ကိုကျွန်တော်ထုတ်ပေးမှာဖြစ်ပါတယ်ဒါကျွန်တော်ထုတ်ချင်တဲ့အတွက် h2 thread ကိုရွေးပေးမှာဖြစ်ပါတယ်right hand line နဲ့ရွေးလို့ရပါတယ် right hand thread လား left hand thread လားရွေးချယ်ပေးပါပေးလို့ရပါတယ် option ပါပါတယ်မယ်ကျွန်တော်ရပြီဆိုရင်တော့ okay ပေးရမှာဖြစ်ပါတယ်ကျွန်တော် thread တန်ဖိုးက m45 ဖြစ်တဲ့အတွက်ကျွန်တော်ကဒီ hole ကိုရော pre hole ကိုရောကျွန်တော်တို့pre diameter ကို1.5 pitch 1.5နှုတ်ပေးလိုက်မှာဖြစ်ပါတယ်ဒီမှာနေကျွန်တော်ဒါရေးဆွဲခဲ့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်လိုချင်တဲ့ m45 into 1.5 thread ကိုရရှိသွားပြီဖြစ်ပါတယ်ဒီဆိုတော့ကျွန်တော် material ကိုတော့ brush ကိုရွေးချယ်ပြီးမှာဖြစ်ပါတယ် appearance ကိုတော့မှာဒီကျွန်တော်တို့ material ကိုရွေးမယ် material မှာ polish brush ကိုရွေးချယ်ပေးလိုက်မှာဖြစ်ပါတယ်ကျွန်တော်လိုချင်တဲ့
ဒီ brush nozzle ကျူတူရဲလေးရရှိသွားပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာတော့ကြည့်ရတော့ဖြစ်တဲ့အတွက်ကျွန်တော် plain white ကိုရွေးပေးလိုက်မယ်ကြည့်ရတာစင်ပြောင်း plain white ထားပေးလိုက်ရဖြစ်ပါတယ်